ဘုံဘုံတို့မှာအဲ့ဒီရင့်ကျက်မှုမရှိသေးဘူးပေါ့ဟုတ်လားအဲ့ဒါရင့်ကျက်ခြင်းတယ်ဆိုရင်ဘာလို့ရမှာတော့တရား၅မျိုးလိုတယ်တဲ့အဲ့ဒါနံပါတ်1ပါအောင်ဆိုနံပါတ်1ကလျာဏမိတ်တနံပါတ်2ကကိုချင်းတီလာတဲ့ဒီချာမှတ်နော်နံပါတ်3ကစကားကောင်းကိုချမ်းချမ်းသာသာလွယ်လွယ်ကူကူပြည့်ပြည့်စုံစုံကြားခွင့်ရခြင်းတဲ့နံပါတ်4ကဝရိယအကုသိုလ်မဖြစ်အောင်ကုသိုလ်ဖြစ်အောင်ကြိုးစားတဲ့ဝရိယနံပါတ်5ကဖြစ်ချင်းပြချင်းကိုထိုးထွင်းပြီးတော့သိနိုင်မြင်နိုင်တဲ့ယုံ nant တရားတွေကိုအနိစ္စဒုက္ခအနတ္တကောင်းကောင်းသိနိုင်မြင်နိုင်တဲ့ပညာတဲ့5မျိုးနော်စေတောဝိမု ക്തി စိတ်ရဲ့ကိလေသာကလွတ်မြောက်မှုအဲ့ဒီအနေထားလေးရင့်ကျက်သွားခြင်းနဲ့ဆိုရင်ဆိုကြတော့တစ်သီးလေးနဲ့ရှင်လို့တွေးကြည့်တစ်သီးလေးတွေနှုတ်နေတယ်ဆိုလို့ရှင်တော့တစ်သီးလေးတွေနှုတ်နေတယ်ဆိုရင်တစ်သီးရဲ့အရာလားအပြည့်ဝပေါ်မလားပေါ်ဒီကောင်းဆိုမရင်သေးဘူးနှုတ်နှုတ်လေးရှိသေးတယ်ဟုတ်လားရင်တာတော့တော်တော်ကြီးကိုရင်ပြီးတော့ဟောအညာကျွေးကြလာအောင်ရင်မှတစ်သီးကပိုးချိုမယ်ဟုတ်လားရှင်းကျက်သွားတယ်ရင်နဲ့ကြက်တယ်နှလုံးပေါင်းတာနော်ဗမာစကားလေးမျက်နှိုးစရာလေးရင်တာကတစ်သီးတွေကိုရည်ညွှန်းလို့ရတယ်ဟုတ်လားကြက်တာကတော့ဘယ်လိုပြောလဲထမင်းချက်နေတဲ့လူတွေမှတ်မိဘူးလားဘာတော့ထမင်းကြက်နော်ထမင်းမကြက်ဘူးဟင်းကမကြက်ဘူးဆိုစားလို့ရမလားကြက်သွားမှလေချက်ပြီးဟေ့ဆိုရင်တော့ကြက်မှပေါ့နော်အသီးတွေသီးပြီးဆိုရင်လည်းရင့်မှပေါ့ဟုတ်လားတချို့ကလည်းနုနုလေးကိုလည်းပဲအမျက်တနို့ဆွတ်တဲ့အားလည်းရှိတော့ရှိတာပေါ့ဟုတ်လားအဲ့တော့ရင့်ကျက်တယ်ဆိုတာလေးကိုပြောတာပါအဲ့တော့ကိုယ့်ရဲ့ဒီစေတဝိမု ക്തി ရင့်ကျက်ဖို့အတွက်တရားဘယ်နှမျိုးလို့တော့5မျိုးတဲ့ကလျာဏမိတ်တမိကောင်းရွှေကောင်းရှိရမယ်ကိုချင်းသီလဖြူစင်ရမယ်စကားကောင်းကိုကြားရမယ်တဲ့အဲ့ဒီစကားကောင်းကြားအမှာကိုစကား10မျိုးတော်မျိုးဆိုပြဟောတယ်ဟုတ်လားစကားကောင်းကိုချမ်းချမ်းသာသာကြားခွင့်ရှိရမယ်စိတ်ရင့်ကျက်ခြင်းလို့ရှိရင်စကားကောင်းကိုချမ်းချမ်းသာသာကြားခွင့်ရှိရမယ်မိတ်ဆွေကောင်းရှိရမယ်ကိုချင်းသီလဖြူစင်ရမယ်စကားကောင်းကိုချမ်းချမ်းသာသာကြားခွင့်ရှိရမယ်စကားကောင်း10မျိုးတဲ့အပိစ္ဆကထာအလိုနည်းမှုနဲ့ဆက်တဲ့စကားလောဘတက်စီတဲ့စကားမျိုးမကြားစေနဲ့ဟုတ်လားမရှိလဲဖြစ်ပါတယ်ဆိုတာမျိုးကိုကြားဖို့လိုတယ်ဟုတ်လားအလိုနည်းတဲ့စကားအလိုကြီးတဲ့စကားမျိုးမဖြစ်စေရဘူးနော်ပြပါတော့ရှောင်ရဲမှုနဲ့ဆက်တဲ့စကားတန်တုဋ္ဌိကထာဘယ်တော့မှမပြီးနိုင်မဆုံးနိုင်ဟာခြိတက်နေတာမျိုးမဖြစ်စေနဲ့ရှောင်ရဲမှုရှိရမယ်ပေါ့ဟုတ်လားပြီးတော့ပါတော့ပဝိဝေကကထာစိတ်ငြိမ်မှုနဲ့ဆက်တဲ့စကားတယောက်တည်းနေဖို့တစ်စိတ်တည်းထားဖို့ဟုတ်လားပြီးတော့ပါတော့အတ္တန်တက်ကကထာမယောနှုံးမှုနဲ့ဆက်တဲ့စကားဟာဟိုလူနဲ့လည်းအပေါင်းအသင်းဟာဒီလူလည်းပဲတန်ရောစင်မပြတ်ဟာဆက်မှုတွေအများများနေရင်ဘယ်လူရင်းတန်းတန်းပဲသွားနိုင်မလို့ဟုတ်လားအတ္တန်တက်ကကထာတဲ့နောက်ဝိရိယဓမ္မကထာမကောင်းတာမလုပ်ဖို့ကောင်းတာလုပ်ဖြစ်ဖို့နောက်ကြိုးစားမှုနဲ့ပတ်သက်တဲ့တိုက်တွန်းတဲ့စကားဟုတ်လား5မျိုးရှိသွားပြီနော်နောက်သီလကထာသမာဓိကထာပညာကထာဒါသိတယ်နော်ဝိမု ക്തി တဲ့လွတ်မြောက်မှုမဲ့ညာနောက်ဝိမု ക്തി ညာနာတဒနာနောက်လွတ်မြောက်မှုဟိုသိတဲ့ပြန်သိတဲ့ညာပေါ့နော်စကားဘယ်နှမျိုးတော့10မျိုးအဲ့ဒါကိုချမ်းချမ်းသာသာကိုကြားကျင်တဲ့အချိန်မှာနော်ကြားလို့ရတဲ့အနေအထားမျိုးရှိရမယ်စိတ်ကလေးချင်းကျက်ခြင်းလို့ရှိရင်ဟုတ်လားပြီးရင်ပါတော့ဝရိယရဲ့ပညာရဲ့တရား5မျိုး